ကတားလေချောင်းရဲ့လင်းရင်ပေါ်မှာခီးတဲ့အနေနဲ့လိုက်ပါလာခဲ့တဲ့လင်မယားစုံတွေကနိုင်4နာရီကျော်ကြာအောင်တိတ်ဆုံးနေတဲ့အမျိုးသမီးရုပ်လောင်းပေးမှလိုက်ပါလာခဲ့ရတဲ့အတွက်ကြောင့်ကြောက်လန့်စိတ်ဒဏ်ရာရခဲ့တယ်လို့ပြောဆိုထားပါတယ်။လေရင်ကဩစတြေးလျနိုင်ငံမဲလ်ဘွန်းကနေပြီးတော့ကတားနိုင်ငံဒိုဟာသို့ပြန်တန်းနေချိန်မှာခီးတဲ့အမျိုးသမီးကအိမ်သာကနေအထွက်မှာပဲလဲကျသွားတယ်လို့ပြောပါတယ်။လေရင်မှာရှိတဲ့ဝန်ထမ်းတွေကချက်ချင်းအမျိုးသမီးက CPR နဲ့တခြားကယ်ဆယ်ရေးနည်းများနဲ့ကြိုးပမ်းပြီးတော့ကယ်ဆယ်ဖို့လုပ်ခဲ့တော့လေအမျိုးသမီးကအဲ့နေရာမှာပဲဆုံးပါသွားပါတယ်။အမျိုးသမီးရဲ့ရုပ်အလောင်းကိုအထူးတန်း business class သို့တည်ယူရန်ကြိုးပမ်းခဲ့တော့လေရုပ်လောင်းရဲ့အရွယ်နဲ့အလေးချိန်ကြောင့်မလို့ရွှေ့ဖို့မဖြစ်တဲ့အတွက်ကြောင့်အဆင်မပြေဘူးလို့ပြောပါတယ်။တိတ်ဆုံးနေတဲ့အလောင်းက Mitchell Rain နဲ့ Jennifer Colan တို့ထိုင်နေတဲ့အနားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝန်ထမ်းတယောက်က Mr. Ring ကိုထိုင်ဘေးရဲ့ထိုင်ကုန်ကိုပြောင်းလို့ရမလားလို့မေးပါတယ်။ Mr. Ring ကလည်းဘာကြောင့်မှမသိတဲ့အတွက်ရပါတယ်လို့ပြောပြီးသူပြောင်းပြီးထိုင်လိုက်ပါတယ်။ဝန်ထမ်းတွေက Mr. Ring ရဲ့ဘေးခုံမှာရုပ်အလောင်းအားတင်ပြီးတော့စောင်းနဲ့အုပ်ထားပါတယ်။အဲ့ဒါကို Mr. Ring ကဒီရုပ်လောင်းကမတင်ခင်မှာသူ့ကိုနေရာရွှေ့ချင်သလားဒါမှမဟုတ်ရင်လည်းဒီနေရာမှာရုပ်လောင်းတင်မဲ့အကြောင်းကိုလည်းမပြောခဲ့ဘူးလို့ပြောပါတယ်။နောက်ထပ်4နာရီကျော်ကြာအောင်စောင်းနဲ့အုပ်ထားတဲ့ရုပ်လောင်းရဲ့ဘေးမှာပဲထိုင်ပြီးတော့ခရီးဆက်ခဲ့ပါတယ်။ဒိုဟာကိုရောက်တဲ့အခါမှာခရီးသည်တွေကိုလေမော်ကဆင်းခွင့်မပြုဘဲနဲ့ရုပ်လောင်းကိုအရင်တည်ထုတ်ဖို့လုပ်ပါတယ်။ရဲဝန်ထမ်းတွေကအလောင်းကိုမတည်ယူခင်မှာစစ်ဆေးမှုတွေလုပ်ခဲ့တဲ့အတွက်ကြောင့် Mr. Rain အနေနဲ့တည်သွားတဲ့အမျိုးသမီးရဲ့မျက်နှာကိုနောက်တစ်ချိန်တွေ့ခဲ့ရသေးတယ်လို့ပြောပါတယ်။သူတို့လင်မယားနှစ်ယောက်ကအပန်းပြေခရီးစားတဲ့အချိန်မှာဒီလိုဖြစ်ပျက်တွေကိုတွေ့ခဲ့ရတဲ့အတွက်စိတ်မကောင်းဘူးလို့ပြောပါတယ်။အခုတပတ်ကြာပြီးတဲ့အချိန်တိုင်းထိတောင်မှာပဲကတားလေချောင်းကဆက်သွဲခြင်းတောင်းပန်ခြင်းဒါမှမဟုတ်လေစိတ်ပညာဆရာဝန်တွေနဲ့စကားပြောဖို့အတွက်စီစဉ်ပြင်းခြင်းတော့ဘာမှမရှိဘူးလို့ပြောပါတယ်။ဖြစ်ပျက်ကို Virgin Atlantic မှာလေမောင်းသူဟောင်းတဦးကလေပေါ်မှာတိတ်ဆုံးမှုတွေထင်တာကကျွန်တော်တို့ထင်တာထက်ပိုပြီးတော့ဖြစ်တယ်လို့ပြောပါတယ်။လေလိုင်းတွေကလည်းအဲ့ဒီအတွက်ပြင်ဆင်မှုရှိတဲ့နယ်လို့လည်းပြောဆိုသွားပါတယ်။သူ့အနေနဲ့အခြေအနေတစ်ခုလုံးကိုတည်တည်ရှာရှာမသိတဲ့အတွက်ကြောင့်မဝေဖန်ချင်တော့လဲလေဝန်ထမ်းတွေအနေနဲ့ Mr. Ring ကိုတခြားထိုင်ကုန်အလွတ်တနေရမှာပြောင်းပြီးတော့ထိုင်ဖို့အတွက်စီစဉ်ပေးသင့်ခဲ့ကြောင်းကိုပြောဆိုသွားပါတယ်။